တကယ်ကိုမှအသုံးဝင်တဲ့အခြေခံအင်္ဂလိပ်စာစကားပြောလေးတွေကိုလေ့လာကြည့်ကြမယ် I haven't packed things yet I haven't packed things yet okay ငါပစ္စည်းတွေမထည့်ရသေးဘူးနော်လို့ပြောတာနောက်တစ်ခု oh I almost forgot oh I almost forgot oh မေ့တော့မလို့နော်နောက်တစ်ခု I still need to lock the door I still need to lock the door okay တကားတော့ခတ်ဖို့လိုသေးတယ်နော်တကားတော့ခတ်ဖို့ကြံသေးတယ်ပေါ့နော်တခုခုလုပ်ဖို့ကြံသေးရဆိုကျွန်တော်တို့ I still need to ဆိုတာလေးနဲ့ပြောလို့ရတယ်နောက်တစ်ခုကကြတော့ I'm all set I'm all set okay ငါအကုန်လုံးအစင်းနေဖြစ်နေပြီအဲ့တော့ I'm all set ဆိုတာက I'm ready ဆိုတာနဲ့အဓိပ္ပာယ်ချင်းအတူတူပဲနောက်တစ်ခု Have you switched off the breaker Have you switched off the breaker breaker ချပြီးပြီလားလို့မေးတာနော်ကျွန်တော် main ချပြီးပြီလားပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ not yet okay မလုပ်ရသေးဘူးเนาะတခုခုမလုပ်ရသေးဆိုကျွန်တော်တို့not yet အဲ့လိုပြန်ဖြေလို့ရတယ်နော်နောက်တစ်ခုကကြတော့ I've already closed the windows I've already closed the windows okay ပြတင်းပေါက်တွေပိတ်ပြီးသွားပြီเนาะအဲ့တော့ကျွန်တော်တခုခုလုပ်ပြီးသွားပြီဆိုလို့ပြောချင်ရင်ကျွန်တော်တို့ I've already ဆိုတာလေးနဲ့သုံးပြီးတော့ပြောလို့ရတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီ Foundation for English ရဲ့သင်ခန်းစာတွေကို Facebook မှာရော YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in the next video Goodbye